ငယ်ချင်းတွေအသားကြီးရဲ့စိတ်ပြတ်ခံမနေပါနဲ့မနှက်ပြန်တွေအားလုံးအတွက်အမြဲရှိတယ်ညဝေနဲ့အခိုင်အတန့်တွေကိုလည်းအသားကြီးတို့အိတ်စိတ်